Super Sunday ရဲ့ပွဲစဉ်နှစ်ပွဲသုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်90မိနစ်မှာကြိုးဆိုပါတယ်ခင်ဗျာကျွန်တော်90ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ Super Sunday မှာတော့ကျွန်တော်ကညီကိုအတွက်ပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်သုံးသက်ချက်လေးလုပ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးပွဲစဉ်ကကြတော့ကျွန်တော်တို့ဒါ Aston Villa နဲ့ United ပွဲစဉ်ဖြစ်ပြီးတော့နောက်တစ်ပွဲကကျွန်တော်တို့ Villarreal နဲ့ Barcelona ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ Aston Villa နဲ့ United ပွဲစဉ်ကိုကျွန်တော်ညီကိုအတွက်အရင်ဆုံးပြောပါမယ်ကျွန်တော်ခက်တူတူပြောပါမယ်ဘာကြောင့်ဆိုမီးပြတ်နေလို့ပါအဲ့တော့ Aston Villa အိမ်ကွင်း United ကတော့အဝေးကွင်းလာရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ် United မှာကတော့ကျွန်တော်ပုံမှန်အားဖြင့်ချီးကျူးနေကြ player တွေဖောင်ပြန်ကောင်းလာပြီလို့ပြောနေကြ player တွေကတော့ international duty ကြောင့်ဒီပွဲစဉ်ကိုလွဲတယ်ပေါ့နော် United ကဒီယာဒီမှာအနှဲငယ်လေးဒီနောက်ပိုင်းပွဲစဉ်တွေမှာနိုင်ပွဲမရအောင်ဆိုရင်တော့မရှုံးတဲ့ဒီအကြောင်းပြချက်ကဘာလဲဆိုတော့ဒီကွင်းလေထောက်တိုင်ဖြစ်တဲ့ Casemiro ကအရင်ယာဒီကထက်ဆိုင်ဒီယာဒီမှာပို့ပြီးတော့လေခြေစွမ်းပိုင်းအရာအနှဲငယ်လေးငြိမ်လာတယ်သူငြိမ်လာတာဖြစ်တဲ့အလျောက် Bruno Fernandes ရဲ့ဒီ performance ကလည်းကျွန်တော်လွတ်လွတ်လပ်နဲ့လုံလုံလောက်ပြသလို့ရတယ်ပေါ့နော်ဒီနေရာမှာBruno Fernandes ဒီဘောလုံးရပြီဆိုလို့ရှိရင်မပူမူစီကိုသူ့အနေနဲ့ဘောလုံးကိုတည်ပြီးတော့ဆော့တဲ့ဒီ formation နဲ့ပဲ Amorim ကအလုပ်လုပ်တယ်ဝင်းဘတ်တွေဆိုတော့ထုံးရင်တကောင်ပဲမပူမူကွညာနဲ့အတူတူဝင်းဘတ်တွေသွားပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအာမတ်ကောဒီမပုံမူရောကျွန်တော်တို့တွေဒါဒီ Casemiro လည်းမပါဘူးဒီတစ်ချမ်းလုံး Mazraoui လည်းမပါဘူးဆိုဒီတစ်ချမ်းလုံးကအတော်လေးအားနည်းချက်တစ်ခုတော့ဖြစ်သွားပြီတစ်ဖက်ကကျွန်တော်တို့ Aston Villa ကိုသွားကြည့်မယ်ဆိုတော့ Aston Villa ကဒီယာဒီမှာ Title Challenger မဟုတ်ရင်တော့ UCL ဝင်ခွင့်ဆိုတဲ့ဒီနှစ်နေရာကိုသူ့အနေနဲ့မျှော်မှန်းလို့ရတဲ့အခြေအနေမှာရှိတယ်နောက်တစ်ချက်ကကျွန်တော်တို့ Villa Park မှာကန်ရမှာအဲ့တော့ United အတွက်တကယ်ကိုမလွယ်ကူတဲ့ဝင်းပွဲစဉ်တစ်ပွဲဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုကျွန်တော် Villa Park မှာကန်ရမယ် United နဲ့ဒီAston Villa ပွဲစဉ်ကိုတော့ကျွန်တော် Aston Villa ကိုပဲရိုးရှင်းရှင်းလေးရွေးချယ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေအကြိုက်တူမှယူပါခင်ဗျာကျွန်တော်ကတော့ဒါပုံမှန်တိုင်းပဲဒါဘယ်အသင်းကိုမှချစ်ချင်းမုန်းချင်းမရှိဘဲနဲ့ရွေးပေးနေကြပုံစံတိုင်းပဲရွေးပေးတာပေါ့နော်ဆိုတော့နောက်တစ်ပွဲပါနောက်တစ်ပွဲကကျတော့ကျွန်တော်တွေဒါ Villarreal နဲ့ Barcelona ပွဲစဉ်ပေါ့နော်Villarreal က short တော့ထားလို့မရတဲ့အသင်းတွေမှာပါတယ်လက်ကျန်ပွဲစဉ်နှစ်ပွဲရှိပြီးတော့ရမှန်အားဖြင့်ဆိုလို့ရှိရင်အပေါ်ကကျွန်တော်တို့ Real Madrid နဲ့ Barcelona ကိုတော့လိုက်မိနိုင်တဲ့အနေအထားမျိုးမှာရှိနေတဲ့အသင်းပြီးရင် Molero တို့ကျွန်တော်တို့တွေဒါ Mekotezi တို့ပြီးရင်ကျွန်တော်တို့ဒါ Gure တို့တွေခြေစွမ်းပြနေတယ်ပြီးရင် Pirat တို့တွေလည်းတော်တော်လေးဒီရှေ့တန်းအားတန်နေတဲ့အသင်းလို့ပြောလို့ရတယ်ဒီတိုင်းမဲ့ဒီနေ့မှာ Villarreal ကအားနည်းချက်ကဘာဖြစ်မလဲဆိုတော့ defensive midfielder နှစ်ယောက်လုံးဒီနေ့ပွဲစဉ်ကိုဒါဒဏ်ရာပြဿနာကြောင့်တစ်ယောက်ပြီးရင် international duty ကြောင့်တစ်ယောက်လွဲတယ် defensive midfielder မရှိဘူးဆိုလို့ရှိရင်ခံစစ်တည်တဲ့အနေငယ်လေးရောနေနိုင်တယ်ပေါ့နော်ဆိုတော့တစ်ဖက်က Barcelona ကိုသွားကြည့်မယ်ဆိုလို့ရှိရင် Pedri မပါဝင်နိုင်ဘူးပြီးနောက်တန်းမှာကျွန်တော်တို့ Martin နဲ့ပွဲထွက်လာမယ် Martin ကိုလည်းကျွန်တော်အနေနဲ့ယုံကြည်သိပ်ပြီးတော့မရှိဘူးပေါ့နော်ဆိုတော့နောက်တန်းမှာ Nogo တဲကမှဒီ offside တွေဖမ်းပြီးတော့ဆော့တဲ့ဘာစီလိုနာအနေနဲ့ဒီစားသမားတွေကတိတ်ပြီးတော့ live ဖက်ညီမှုမရှိလို့ခံစားရတယ်ပြီးရင်ကွင်းလေအဖြတ်နေရာမှာ Frankie De Jong နဲ့ Garcia အတွဲက Pedri De Jong လောက်ကိုမှဒါယုံကြည်စိတ်ချလို့မရဘူးလို့သုံးသပ်မိတယ်အဲ့တော့နှစ်သင်းလုံးကဒီထိပ်ပိုင်းအသင်းနှစ်သင်းဖြစ်တဲ့အတွက်လည်းဆော့တဲ့ play style ကလည်းအတော်လေးကိုမြင်မဲ့စိုင်းနဲ့ဆော့တဲ့အသင်းတွေတိုက်စစ်အားသန်တဲ့အသင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲစဉ်ကကြီးကောင်းလာမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ဒီပွဲစဉ်ကိုတော့ကျွန်တော်ကဂိုးအများလေးကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါမီးလေးပြတ်နေတာဆိုတော့ရှိတဲ့မီးလုံးတွေနဲ့အကုန်လုံးထုံးပြီးရိုက်ထားတာဖြစ်တဲ့အတွက်ဒါအခြားသောကျွန်တော်ပြောနေကြ technical analysis တွေတခြားသောအချက်လက်တွေမစုံလင်သွားရင်ညီကိုတွေနဲ့ဖြည့်တွေးပြီးတော့ဒီတရက်တော့နားလည်ပြီးဖို့ကျွန်တော်ဒီနေ့ကနေမြစ်တာရက်ခံပါတယ်ခင်ဗျာကောင်းမွန်သောနေ့လေးကိုပတ်စံနေကြပါစေကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုကိုဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာကိုပြပါအောင်ဗျ